အားလုံးပဲမင်္ဂလာပါကျွန်တော်ဘာရဖြစ်ပါတယ်ဒီဘက်ကလုံးလုံးစားတာကြားတယ်အခုချိန်ကြီးကိုပေါက်ကွက်မတည်သေးဘူးเนาะတရေရည်ဆိုရင်လည်းမထီသေးဘူးအင်္ဂါလေးဆိုရင်လည်းမထီနှစ်ရက်ဖြစ်သွားတယ်ဒါပေမဲ့ရောက်168ကိုစုကီအဲ့ဒီစုကီကတော့လုံးဝမမင်းနဲ့နော်တကယ်ကိုမမင်းနဲ့အပြိပေါက်တွေကိုနှစ်ကြိမ်လောက်ထွက်သွားတယ်168မှာ696ထွက်တယ်89ထွက်တယ်ကျွန်တော်တော့တယောက်ရှိကို၄ချိန်လုံးကိုတည်ရဒီနေ့ဘိုးတို့ကျွန်တော်တောက်ချ3ရက်လုံးခက်3စောမှပါထို့လူရွှေကြီးရတဲ့နေရာစတိုင်းမှန်နေပြီအတားလေးကားလေးကောင်းပြီမယ်ပောက်ကွက်မပါလာကြီးတော့တော်တော်လေးကိုခံမြဲဖို့ကောတော်တော်လေးကိုခတ်အဲ့ဒီလိုဖြစ်နေနော်ကိုရီးယားပေါက်တာပေါ့နော်ကိုရီးယားပေါက်တာအဲ့တော်ရကကြီးကတော့လောမှန်နေတယ်ရောကြည့်ကြည့်လိုက်တရရလေးရဆို2ရှစ်ထိရနော်အင်္ဂါလေးရဆိုရင်လည်းအရှိကိုထိတာပဲအခုဘိုးတော်ဦးနေဒီပဲ9ဝမ်းချင်းအခုချပြလိုက်ပြီချလာပြလိုက်ပြီကျွန်တော်တို့ချပြမှာကျွန်တော်တို့ဖမ်းယူမှာကျွန်တော်တို့ like ကစားပါပြတ်သွားရင်တော့လေမတက်နိုင်ကိုကနေရရပါတော့အဲတော်ရကလေး9ဝမ်းချင်းရပါတယ်ဒီရှစ်ကွက်ကိုတော့ကစားရပါတော့ဒီရှစ်ကွက်ပဲကစားမယ်ဆရာပါရေးကျွန်တော်ရှစ်တယ်မတူတော့ဆိုရင်ဒီမှာလည်းရက်လိုက်ဆက်ပြီးတော့မကြည့်နဲ့ရှစ်တော့ရှစ်ဆက်ပြီးတဲပဲအရှာကြည့်ကြရတယ်မလို့တော့ okay ဒီနေ့ဆိုရင်ဘောလုံးလေးရောက်လာခဲ့20နဲ့မှ9ရက်ပေါ့နော်20နဲ့မှ9ရက်နေဘောလုံးလေးအတွက်ကျွန်တော်ကောင်းတာလေးတစ်ခုရှိပဲပထမဦးဆုံးအနေနဲ့ရွှေကီကိုပြောပြချင်တယ်ရွှေကီကတော့865ရွှေကီရတယ်ရွှေကီနော်ရွှေကီ2ရက်လုံးမနေ့ညထိနေရရွှေကီမနေ့ညနေလုံးထိနေရနော်ဦး865ဘယ်လိုလာအောင်မလဲတော့မသိတခါတည်းမှတော့ဘိုးတော်ဦးနေရဆိုရွှေကီကခွေတတ်တယ်အဲ့ဒီဘော်လေးအားလေးရှိတယ်အတတိကုန်းဝမ်းချင်းက305ဖြစ်တယ်အင်္ဂါနေ့ကတော့ပြတ်တယ်ပေါ့နော်အင်္ဂါနေ့ကလည်း305ရတာပဲပြတ်တယ်ပြတ်သွားတယ်စိတ်မကောင်းတော်တော်လေးကိုစိတ်မကောင်းဒါဒီနီလန်305ဝမ်းချင်းဆိုတာဘယ်လိုရလဲဆိုတော့ဒီအကုန်လုံးပေါက်မလိုက်တာဒီနေ့အင်္ဂါနေ့ထွက်တဲ့မနက်ပရိတ်နဲ့ညနေပရိတ်ကိုပေါက်မလိုက်တာအခုငါတို့ညာပေါ့နော်โอเคအဲ့ဒီဟာတွေကတနေ့ကိုကစားတယ်168စုကီကတော့ဘာဖြစ်ဖြစ်ခွေမယ်ဘာဖြစ်ဖြစ်ခွေမယ်ပေါ့နော်အခုအင်္ဂါနေ့ပါဆိုရင် idea လေးတနေ့ကုန်ကောင်းတာပေါ့နော်ဒီကီးလေးတွေကောင်းတယ်မိတ်ဆွေအတွက်အထောက်အကူဖြစ်စေမယ့်အကြောင်းလေးကိုတင်ပေးနေခြင်းဖြစ်တယ်โอเคမနေ့ပိုင်းနေပြီကျွန်တော်ဘာလို့လေးကစားသေးနေလဲဆိုတော့ငါတလုံးလုံးလေးပိုင်လေးရှိတယ်ဗျငါတလုံးဆက်ပြီးတော့ပေးမယ်ဆို6ရက်မြောက်ပေါ့နော်6ရက်မြောက်ငါတလုံးပိုင်လေးရှိရဒီကောင်လေးတော့မပြတ်ဘူးဆိုရင်တော့ပတိနေပြီနဲ့3ပြုစီချင်းတယ်ပတိနေပြီနဲ့ပေါ့နော်ငါကမပတ်ရှင်ဘူးစိုးရင်ねအကြံကနန်းမှာ9ရက်4ရက်ခွေကျန်တယ်ငါပြောင်းနေလို့ထင်ကြရဲဆိုရင်တော့တဘောပေါ့နော်ကျွန်တော်ကငါနဲ့ပတ်သက်ပြီးတော့၄ခွက်တော့ကြိုက်တယ်ငါ4ရက်ငါ9ရက်ဒီငါ3ရက်ငါ8ရက်ငါလေးငါ9ကတော့ brain နဲ့ညီးလို့ပေါ့နော်ငါ3ငါ8ကတော့1ချိန်တစ်ခု1ချိန်38 1ချိန်နဲ့ကတ်ထားလိုက်တာပေါ့နော်ငါမပတ်ရှိမှုဆိုရင်တော့ဒီ၄ဘက်ကိုကစားပါโอเคပါမနေ့ပိုင်းကိုတော့ဘာတွေအပြုတ်ပြီးတော့ကစားစီနေဆိုတော့ဒီ1368ပေါ့နော်1368 39အဲ့ဒီ3ခွက်ကိုတော့အပြုတ်ပြီးတော့ကစားသိချင်တယ်ဘာကြောင့်လဲဆိုတော့တပတ်မှာ၄9ဝမ်းချင်းရတယ်၄9 break ရတယ်တွေ့နေရတယ်၄9 break တွေ့ရ9အာယူတွေ့ရပါတော့စသည်ဖြစ်ပေါ့တွေ့ရတဲ့ကြောင့်ခုနကျွန်တော်ပြောတဲ့ဒီ3ကွက်ကိုတော့မိတ်ဆွေတို့အနေဖြင့်ဦးစားပေးပြီးတော့ကစားပေးပါငါမဖက်ရှင်နဲ့ဒီ၄ကွက်ပေါ့နော်ဟုတ်ကဲ့ပါအားလုံးကျေးဇူးအများကြီးတင်ပါလေစီးပွားရေးတွေပေါ့စီးပွားရေးကိုလို့တဲ့ဈေးရောင်းနေဈေးဝယ်သူတွေအများကြီးလာပါစေလို့ဆုတောင်းခဲ့ပါတော့ဘာပဲလှုပ်လို့ဘာပဲကြိုက်ပါတော့အောင်မြင်ပါစေပါကိုယ့်ရဲ့ရည်ရွယ်ချက်တွေကိုယ့်ရဲ့ပန်းလိုက်နေဖြစ်ချင်တာတွေဖြစ်ပါစေလို့ဆုတောင်းခဲ့ပါအောင်တော်ပါစီရော